39ချိန်တီဒီ8ရက်တွန်းကြထားရဲဆိုတာဒါကျွန်တော်အခု live စစ်ပြီးပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီအချိန်ဒီကစားတင်လာမှာကစားတင်ကိုစဉ်းစားကြည့်ပေါ့နော်နောက်ကျွန်တော်ပြောချင်တဲ့မူကဒီမူဒီကျွန်တော်အခုမှယူထားတဲ့မူမဟုတ်ပါဘူးကျွန်တော်2025ဖေဖော်ဝါရီလတုန်းက8နှစ်ခွန်6ဖြစ်ထားတဲ့မူမှာကျွန်တော်ရှာထားတာပေါ့နော်ဒီမှာ calendar ရှိပါတယ်ဒီမှာဘယ်မှာဖြစ်တာလဲဆိုတော့ဘယ်မှာဖြစ်တာလဲဆိုတော့ဒီအောက်ဒီ8နှစ်ခွန်6ပေါ့နော်အခုနကတော့ဒီ8နှစ်ခွန်6ဒီမှာ20ရက်ဒီကလန်ဒါမှာကြည့်တယ်ဒီအောက်ဆုံးမှာ8နှစ်ခွန်6ဆိုပြီးဗော်ဒုနေ့မှာထွက်ထားတယ်ဒီဗော်ဒုနေ့ထွက်တဲ့ခဏန်းဒီ29တလဒီမှာ3ညနှစ်မှာအောင်ထားတယ်ပြောချင်တာက4532 3234ဆိုတဲ့ရသက်တစ်ဘက်ကဘယ်မှာလဲဆိုတော့ဒီမှာတွေ့တယ်4532 39အဲ့မှာ8နှစ်ခွန်ကြဒီမူဒီတော့ကလည်းမှန်တယ်အဲ့ဒီကကျွန်တော်ရှာထားတဲ့မူဒီ9ရက်အတွင်းထွက်ရမယ်လို့ပြောထားခဲ့တယ်မှာဒီမှာနောက်တစ်ပတ်3ညနှစ်မှာအောင်ထားတာဒီမူအောင်လို့ကျွန်တော်ရဲ့ note ထဲမှာကျွန်တော်တေချာပေါက်အဲ့ကလေးရှာပြီးစိထားတဲ့မူအဲ့ဆိုရင်ကျွန်တော်ဒီရှေ့2025ခုနှစ်တလပိုင်းတုန်းကလည်းကျွန်တော်ဒီမူကိုရှာထားတယ်ဆိုတော့2024ဘက်ချမ်းမှာလည်းရှိမှာကျွန်တော်မှန်ခဲ့မှာမမှန်ရင်ကျွန်တော်မရှာခဲ့ဘူးမှန်လို့ရှာထားတဲ့မူဒီခု2025တော့မဟုတ်ဘူး2026ခုနှစ်ဇန်နဝါရီလ23ရက်ဒီတော့ကြတဲ့ပိတ်ပွဲမှာဆက်ပြီးမလားဒီလောက်နှစ်ရှည်ကြီးပေါ့နော်2နှစ်ခွဲ3နှစ်နီးပါးလောက်ရှိနေတဲ့မှန်းလာတဲ့မူဒီကျွန်တော်တို့ line မှာမထွက်ခဲ့ကျွန်တော်တို့ငွေနဲ့ကန်နှိမ့်တယ်လို့ပဲပြောမယ်အားကြောင့်မို့ကျွန်တော်ကဒီ8931အခွေဒီနေ့23ရက်နေ့တောက်ကြနေ့2026ခုနှစ်အပိတ်ပွဲမှာအကောင်းဆုံးမူဆိုပြီးကျွန်တော်ကယူဆထားပါတယ်အမျိုးတို့ကြိုက်နေတတ်တယ်ဆိုရင်8931အခွေဘူးပါ8931အကြောင်းလေးကရောနေတယ်နော်8931အပူပါအခွေအဲကြောင့်မို့ကျွန်တော်ဒီပွဲစဉ်မှာဒီ